ကြွလာတဲ့ကိုတော်ကသူ့ခင်ပေးတာထိုင်နေပြီးတော့တဲ့ထိုင်ပြစ်တာအဲ့ဒီပေါ့ဟုတ်တယ်မလားနော်ကလေးလေးကမွေးကစားလေးပဲပြားထွက်သွားမှာပေါ့ကိုတော်ကြီးကဝဝကြီးဆိုတော့ဟုတ်လားနော်ဦးစင်းတစ်ပါးကမနေ့ပိုင်းလေးကိုတပိတ်လေးပတ်ပြီးတော့ဆုံးခံကြွလာတယ်ဆုံးခံကြွလာတယ်ကိုတော်ကခတ်တုတ်တုတ်ခတ်ဝဝနေမှာပေါ့ဆုံးခံအိမ်ကိုရောက်တော့ဒီလိုကလေးထိုင်လေးပေါ်မှာအဲခန်းကနေကကလေးထိုင်လေးပေါ်မှာအမျိုးသမီးတယောက်ကမိဖွားကစားသူ့ကလေးလေးကိုသူကအနှီးလေးနဲ့ပတ်ပြီးတော့အပေါ်ကနေအဝတ်ဖြူလေးနဲ့ခင်းထားတာအုပ်ထားတာဖုံးထားတာပေါ့မက်တွေချင်းတွေရင်တွေကြိုက်ပါဆိုလို့ကြွလာတဲ့ကိုတော်ကသူ့ခင်းပေးတာထိုင်နေပြီးတော့တဲ့ထိုင်ပြစ်တာအဲ့ဒီပေါ့ဟုတ်တယ်မလားနော်ကလေးလေးကမွေးကစားလေးပဲပြားထွက်သွားမှာပေါ့ကိုတော်ကြီးကဝဝကြီးဆိုတော့ဟုတ်လားနော်ဟိုကမိခင်ဖြစ်တဲ့ပူကငုံငူယိုးနဲ့သူ့မှာဒီသားလေးတယောက်ဒီကလေးလေးတယောက်ကိုခဲခဲရင်းရင်းမွေးထားရတာမွေးထားလိုက်တာဆိုငယ်ငယ်ရွယ်နဲ့အဲ့ဒါလိုဖြစ်ရတယ်ဆိုတော့သူကလေးလေးပေါ်မှာငိုရုပ်တော့ဟိုဖုန်းကြီးကလည်းဥပဒေကလည်းဘယ်စိတ်ကောင်းနိုင်မှာမလဲဟုတ်တယ်မလားတပိတ်လေးပါပြီးတော့ရှေ့နောက်ကအိမ်ကြီးလည်းပဲသွားပြီးတော့ဆုံးမခံနိုင်တော့တပိတ်လေးပါပြီးတော့မှိုင်းတွေပြီးကြောင်းပြန်လာတာအမှန်တော့ဒါလူတတ်တာပဲဟုတ်တယ်မလားဖိပြီးတော့ထိုင်လိုက်တာလူတတ်မိတာပဲလူသေးသွားတာဟိုအသက်တက်ပဲကလေးပေါက်စာလေးလည်းတက်ပဲဟို90ကျော်80ကျော်လည်းတက်ပဲဟုတ်တယ်မလားလူတယောက်မှာအသက်ဆိုတာနှစ်သက်ပါရဲ့လားမပါပါဘူးဗျာဟုတ်တယ်မပါပါဘူးဒါမှမဟုတ်တက်ပဲအဲ့တော့စိတ်ပြက်လက်ပြက်နဲ့ကြောင်းပြန်လာပြီးတော့ဆုံးကျွေးလို့လည်းမရဆုံးလဲစားခြင်းစိတ်မရှိတော့ဘူးပေါ့ဟုတ်တယ်လေကိုယ်တိုင်လည်းစဉ်းစားကြည့်ပေါ့အဲ့လိုခံစားမှုမျိုးပေါ့ဟုတ်တယ်မလားဘေးကဥစဉ်တွေကသတင်းသုံးပေါ်တွေကကျွေးကြတယ်စားပါပြုပါကိုတော့မစားနိုင်တော့ဘူးဟာဒီလိုဆိုအရှင်ပြတစ်ခုဖြစ်လာတယ်ထင်တယ်နေများမကောင်းလို့လားနေလဲကောင်းတယ်မေးပါများမှထုတ်ပြောလိုက်တယ်ဒီလိုဖြစ်လာတာကိုတော်တို့တတိတော်မှာဆုံးကအိမ်သွားရင်းနဲ့ဗမာစကားပုံရှိတယ်လေဆုံးခံရင်ဗါတယ်လေငှက်တင်တယ်ဆိုတာအဲ့ဒါဟုတ်လားနော်ဆုံးခံရင်ကိုဗစ်ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒါကြောင့်ကိုဗစ်ကူးလာတာအဲ့လိုပဲပြောအဲ့ဒါရှင်းတယ်ဟုတ်တယ်မလားကျောင်းထဲကနေဘယ်မှမသွားပါနဲ့ဆိုတာရှည်ရဲပြီးတော့ရွာထဲသွားဆုံးခံသွားတော့ကိုဗစ်ကူးလာတာအဲ့ဒီပုံစံမျိုးပဲဆုံးခံရင်ငှက်တင်တယ်ဆိုတဲ့ပုံစံမျိုးရှည်တုန်းကတော့ငှက်ဖျားဖြစ်တယ်ဆိုတာတကယ်ဟိုတော်တော်ထူးခြားတယ်တော်တော်ဆိုးရတဲ့ယောဂမလို့နေမှာပေါ့ဟုတ်တယ်မလားနော်ဝိုင်းမေးမှပြောတယ်အဲ့လိုဖြစ်လာတာကိုတော့ဆိုတော့ဦးစင်းနေရတယ်ဘာမှအကြံဉာဏ်မပေးတတ်ဘူးသူတို့လည်းမလုပ်နိုင်တော့ကဲလာကိုတော့ဖះသွားလျှောက်ကြမယ်ဒီအကြောင်းအရာကိုဆိုဖះကိုသွားဆုံးပြလိုက်တော့မေးတယ်ဖះကမင်းကသေစီလိုတဲ့စေနာပါလားတပည့်တော်သေစီလိုတဲ့စေနာပါဖို့ထားလို့တပည့်တော်သိတောင်မသိပါဘူးဗျာဒီကလေးလေးဒီအောက်မှာရှိနေတာသိတောင်မသိပါဘူးလို့ပြောလိုက်တော့မြတ်စွာဘုရားရှင်ကဆုံးဖြတ်ပေးတယ်ဗျာအဲ့ဒါပါဏာတိပါဒတော့ဖြစ်တယ်သိတာတော့ဟုတ်တယ်သို့တော့ကမ္မပဋ္ဌမမြောက်ဘူးအကျိုးမပေးဘူးဟုတ်တယ်မလားမှတ်ထားဗျာအဲ့ဒါမှတ်ထားအကုသိုလ်ကံအကျိုးမပေးဘူး